အားလုံးပဲမင်္ဂလာပါခင်ဗျာ KSO Blog ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့သမိုင်းဝင်ကြိုက်ကလော့စီရောမြတ်ကြီးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာသမိုင်းဝင်ကြိုက်ကလော့စီရောမြတ်ကြီးကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ပြည်တော်သာရပ်ကွက်မှာတည်ရှိပြီးတော့ရန်ကုန်ပြည်ကားလမ်းမကြီးနှစ်ဘေးမှာတည်ရှိတာဖြစ်ပါတယ်ခင်ဗျာဖျားပရဝုံကကြည်ကျင်ဝန်းဝန်းရှိတာကြောင့်ဖျားလေးဖူးရင်အပန်းဖြေအနားယူလို့ကောင်းတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်တနည်းအားသွားရင်ဗိုက်စာတက်တဲ့သူတွေအတွက်မုတ်သီးတန်းတွေကလည်းအဆင်သင့်ရှိတာမို့အစားအသောက်အတွက်လည်းတွေးပူစရာမလိုဘူးเนาะဖျားဆောင်တဲ့လှေကထစ်များအတိုင်းတက်သွားမယ်ဆိုရင်တော့ကန္တာကုတိတိုက်တွင်မှာကင်းဝတ်ဆံပေတော်မူနေတဲ့မြတ်စွာဘုရားရှင်ကိုကြီးညိုတက်ပေဝဲဖူးမြော်ရမှာဖြစ်ပါတယ်ခင်ဗျာဒါအပြင်သမိုင်းဝင်ကြိုက်ကလော့စီတော်မြတ်ကိုလည်းဖူးမြော်ကြီးညိုနိုင်ပါတယ်ခင်ဗျာစီတော်မြတ်ကြီးသမိုင်းကြောင်းချင်းကိုပြောပြရမယ်ဆိုရင်အာသောကမင်းကြီးလက်ထက်ကကိုတိုင်းကိုဌာနကိုသာသနာပြုစီလွတ်ရမှာရောက်ရှိလာခဲ့တဲ့အရှင်ရတ္တာအရှင်သောဏမထေရအမှုရှိတဲ့ယဟန္တာအရှင်သူမြတ်၈ပါးတို့ကဦးစီးပြီးတိဟဒီပမင်းကြီးလက်ထက်သာသနာတော်နှစ်218ခုနှစ်မှာတည်ထားတော်မူတဲ့ဇီတိတော်ဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာဖျားပရဝံတွင်ကထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနဲ့ကြိုက်ထီယိုးပုံစံတူစီရီတော်မြတ်ကိုလည်းဖူးမြော်ရမှာဖြစ်ပါတယ်ခင်ဗျာတစ်ပင်ပန်းမဲ့များနဲ့အရှိအာဝါဒကောင်းတာကြောင့်ဖျားရိပ်တရားရိပ်ကအေးချမ်းလို့နေပါတယ်ဖျားလေးဖူးရင်ကုသိုလ်ပြုလိုတဲ့သူတွေအတွက်မွတ်စလင်တာကံမှာငါးစာကျွေးခြင်းဖြင့်ကုသိုလ်ပြုနိုင်ကြပါရဲ့ခင်ဗျာမိတ်ဆွေတို့အနေနဲ့လည်းအားလက်တဲ့အချိန်တွေမှာမင်္ဂလာတုံမြို့နယ်ထဲမှာတည်ရှိတဲ့သမိုင်းဝင်ကြိုက်ကလော့စီတော်မြတ်ကြီးကိုတွားရောက်ဖူးမြော်ဖို့အတွက်ကိုဆန္ဒပြုလိုက်ရပါတယ်ကျွန်တော်ရဲ့ blog လေးကိုကြည့်ပြီးတော့ကုသိုလ်တစ်စုံတရာရရှိမယ်ဆိုရင်ပဲကျေနပ်မိပါတယ်ကြည့်ရှုပေးကြတဲ့တူတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်ထပ် blog တွေမှာလည်းပြန်လည်ဆုံတွေ့ပါမယ်တတာ